မင်္ဂလာပါရှင်ဒီချက်ကတော့ STT Institute မှာ Social Study ဘာသာရပ်ကိုသင်ကြားနေတဲ့ဒေါက်တာစန်းမြင့်ဖြစ်ပါတယ်ဒီနေ့ကဗီဒီယိုမှာတော့6ခေတ်ကနေပြီးတော့မှလူဥပဒေအစည်းဖြစ်တဲ့အသွင်ပြောင်းလဲလာပုံကိုတချို့တို့လေ့လာခဲ့ကြပြီเนาะလူဖွဲ့စည်းပေါ်ပေါက်လာတဲ့အခါမှာလူတွေကငါတို့ကိုဘယ်သူတွေကအုပ်ချုပ်မလဲဆိုတဲ့မိကွန်းတစ်ခုရှိလာတယ်အဲ့ဒီအချိန်ခါတော့ကအခုခေတ်မှာလိုမျိုးမျိုးအုပ်ချုပ်တဲ့သူကိုရွေးကောက်ပွဲနဲ့စနစ်တကျရွေးချယ်တဲ့စနစ်တွေမရှိသေးဘူး။ဒါကြောင့်လူတစ်ယောက်တည်းကနေပြီးတော့မှငါပြောတာမင်းတို့အကုန်လုပ်ရမယ်ဆိုတဲ့မိတ်ပေးတဲ့စနစ်နဲ့အုပ်ချုပ်တဲ့ပုံစံမျိုးပဲရှိခဲ့တယ်။အဲ့ဒီစနစ်ကိုတော့ဘုရင်အုပ်ချုပ်ရေးစနစ် monarchical system လို့ခေါ်တယ်။ monarchy ဆိုတဲ့စကားလုံးရဲ့ definition ကိုအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့rule by king or queen ဘုရင်ဒါမှမဟုတ်ရင်ဘုရင်မတဦးတယောက်တည်းကနေပြီးတော့အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီခေတ်ကဘုရင်တွေဟာအခုခေတ်အင်္ဂလန်ကဘုရင်ကြီးလို့ရုပ်ပြသက်မဟုတ်ဘူးနော်။သူတို့က absolute monarchy လို့ခေါ်တဲ့အကျွင့်မဲ့အာဏာကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ absolute ဆိုတဲ့စကားလုံးက unlimited လို့လည်းအဓိပ္ပာယ်ရတယ်။သူတို့ဟာအကန့်အသတ်မဲ့အာဏာကိုပိုင်ဆိုင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတစ်နိုင်ငံမှာ administration power လို့ခေါ်တဲ့စီမံအုပ်ချုပ်ခွင့်အာဏာ legislative power လို့ခေါ်တဲ့ဥပဒေပြဋ္ဌာန်းပိုင်ခွင့်အာဏာရဲ့ judicial power လို့ခေါ်တဲ့တရားစီရင်ပိုင်ခွင့်အာဏာဆိုပြီးတော့အာဏာ၃ရပ်ရှိတယ်။အဲ့ဒီအာဏာ၃ရပ်စလုံးကိုဘုရင်တစ်ပါးရဲ့လက်ထက်မှာစုပ်ကိုင်ထားတယ်။ဒါကြောင့်မို့လို့သူတို့ဟာနိုင်ငံမှာရှိတဲ့အာဏာ၃ရပ်စလုံးကိုစုပ်ကိုင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ unlimited power လို့ခေါ်တဲ့အကန့်အသတ်နဲ့အာဏာကိုပိုင်ဆိုင်ကြတဲ့လူတွေဖြစ်တယ်။အဲ့ဒီ absolute monarchy ရဲ့ characteristic တွေဟာတောက်ကြီးတွေတောင်းသားတွေအနေနဲ့တိကိုတိထားတဲ့အရေးကြီးတဲ့အချက်တွေဖြစ်တယ်။အဲ့တော့ characteristic အဓိကအနေနဲ့အချက်၅ချက်ရှိတယ်။နံပါတ်1အချက်အနေနဲ့ head of state လို့ခေါ်တယ်။ဘုရင်ဟာနိုင်ငံတော်မှာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့သူဟာနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တယ်။နံပါတ်2အချက်အနေနဲ့ hereditary ruler လို့ခေါ်တဲ့ဘုရင်ဆိုတာဟာအစဉ်အလာရောက်အုပ်ချုပ်သူဖြစ်တယ်။ဆိုလိုတာကတော့ဘုရင်ဆိုတဲ့ယာတုဟာ elected person မဟုတ်ဘူး။တိုင်းပြည်ပြည်သားတွေကမဲပေးပြီးရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ generation တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းပြီးတော့မှလူရဲ့အာဏာကိုလက်ဆင့်ကမ်းပြီးတော့ပေးကမ်းကြတာဖြစ်တယ်။နံပါတ်3ချက်အနေနဲ့ဘုရင်ဟာဘယ်နှစ်ပဲအုပ်ချုပ်ရမယ်ဆိုတဲ့တက်တန်းကန့်သတ်ထားတာမျိုးမရှိဘဲနဲ့သူတို့က lifetime လို့ခေါ်တဲ့အသက်ရှင်နေသမျှသူတို့ဟာဘုရင်ဆိုတဲ့နေရာကိုစုပ်ကိုင်ထားတယ်။သူတို့ကွယ်လွန်တဲ့အချိန်အထိသူတို့ဟာဒီနေ့နေရာကိုစုပ်ကိုင်ထားတာဖြစ်တယ်။ဒါကြောင့်မို့လို့နံပါတ်3အချက်အနေနဲ့ကျောင်းသားရေးမှတ်ထားပါတော့ self in life လို့မှတ်ထားလို့ရတယ်။နံပါတ်4ချက်ကတော့ unlimited power ဒါကတော့အပေါ်မှာရှင်းပြပြီးတဲ့အတိုင်းပဲနိုင်ငံတစ်နိုင်ငံမှာရှိတဲ့အာဏာ3ရပ်စလုံးကိုဘုရင်ဟာစုပ်ကိုင်ထားတာဖြစ်တယ်။ဘုရင်ကိုယ်တိုင်ကစီမံအုပ်ချုပ်သူဖြစ်တဲ့ဥပဒေဆိုတာဟာဘုရင်ကနေပြီးပြဋ္ဌာန်းကြတယ်။ဒါကြောင့်မို့အဲ့ရှင်လုံးကပြောဆိုတဲ့စကားလုံးရှိတဲ့ every word of the king is law ဘုရင်နှုတ်ကထွက်တဲ့စကားလုံးတိုင်းဟာဥပဒေတွေဖြစ်တယ်။ပြီးတော့အဲ့ဒီဥပဒေနဲ့ပဲဘုရင်ဟာတရားစီရင်ပိုင်ခွင့်ရှိတယ်။အဲ့တော့ဘုရင်ဟာဥပဒေကိုဖန်တီးသူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥပဒေကဘုရင်ကိုပြန်ပြီးတော့မှတရားစီရင်ပိုင်ခွင့်မရှိဘူး။ဘုရင်ကိုဘယ်သူကမှဆွဲပိုင်ခွင့်တရားစီရင်ပိုင်ခွင့်ကန့်သက်ချုပ်ချယ်ပိုင်ခွင့်မရှိဘူးဘုရင်ဒီ unsharing person ဖြစ်တဲ့စိန်ခေါ်ခွင့်မရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။နံပါတ်5အချက်ဒီအချက်ကတော့ဘုရင်တစ်ပါးတည်းကထောင်ပေါင်းများစွာသောတောင်းပေါင်းများစွာသောလူတွေကိုအုပ်ချုပ်တဲ့အခါမှာအဲ့ဒီလူတွေကိုထိန်းချုပ်နိုင်ဖို့အတွက်သူကနေပြီးတော့မှ view ဟာကြစီမံထားတဲ့အချက်ဖြစ်တယ်။အဲ့ဒါကဘာလဲဆိုရင်ဘုရင်ဆိုတာဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ heavenly ruler လို့ခေါ်တဲ့ကောင်းကင်ဘုံကအုပ်ချုပ်ခွင့်အာဏာနဲ့အနှင်ထားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါမှမဟုတ်သူတို့က divine right ruler လို့လည်းသုံးကြတယ်။ကောင်းကင်ဘုံကနေပြီးတော့အုပ်ချုပ်သူအဖြစ်နဲ့အခွင့်အာဏာအနှင်ထားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ပြီးတော့ဘုရင်ဟာ representative of God လို့ခေါ်တဲ့ဘုရားသခင်ရဲ့အနေဆေလွတ်လိုက်တဲ့တမန်တော်ဘုရားသခင်ရဲ့ကိုယ်စားလှယ်ဖြစ်တယ်။အဲ့လိုမျိုးသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘုရင်ပြောဆိုသမျှဘုရင်ပြုလုပ်သမျှကိုပြည်သူတွေကမျက်ဒေါသထွက်တာမျိုးဆန့်ကျင်တာမျိုးပုံကန်တာမျိုးလုပ်တယ်ဆိုရင်ဒါဟာကောင်းကင်ဘုံကိုဆန့်ကျင်တာဘုရားသခင်ကိုဆန့်ကျင်တာနဲ့အတူတူပဲအဲ့လိုနီးနဲ့ဘုရင်ဟာဒီ theocracy လို့ခေါ်တဲ့ဘာသာရေးကနေတစ်ဆင့်အုပ်ချုပ်တဲ့ပုံစံနဲ့နိုင်ငံကိုကောင်းစွာစီမံထိန်းချုပ်နိုင်ခဲ့တဲ့ဒီအချက်၅ချက်ကိုလေ့လာထားဖို့မှတ်သားထားဖို့လိုအပ်ပါတယ်
bureaucracy ရဲ့သဘောတရားကိုတိတိကျကျသိဖို့အတွက်ကျေတို့ဒီအချိန်ကနာမည်ကြီးတဲ့ရှေးဟောင်းမြို့ပြတွေပေါ်ထွန်းခဲ့တဲ့မက်ဆိုပိုတေးမီးယားလို့ခေါ်တဲ့ဒေသကရှေးဟောင်းနိုင်ငံတွေအကြောင်းကိုလေ့လာကြည့်ကြမယ်။အဲ့ဒီဒေသမှာ Babylonia Empire, Sumerian တို့ Assyrian လို့ခေါ်တဲ့ရှေးဟောင်းမြို့ပြတွေပေါ်ပေါက်ခဲ့တယ်။အဲ့ဒီမှာအုပ်ချုပ်ခဲ့တဲ့ဘုရင်တွေဟာသူတို့ဟာနတ်ဖျားတွေကနေပြီးတော့မှအုပ်ချုပ်သူအဖြစ်အာဏာအနှိမ့်ချင်းထားခြင်းခံရတယ်ဆိုတဲ့အချက်နဲ့တိုင်းပြည်ကိုနှစ်ပေါင်းများစွာကြာရှည်အောင်ထိန်းချုပ်နိုင်ခဲ့လို့ဩဇာအာဏာကြီးမားတဲ့ဘုရင်တွေအဖြစ်နဲ့လည်းရပ်တည်ခဲ့တယ်။သူတို့ဟာနတ်ဖျားနဲ့လူသားတွေကြားမှာပေါင်းကူးပေးသူတွေဖြစ်တယ်ဆိုတဲ့အချက်နဲ့သူ့ရဲ့လက်အောက်မှာရှိနေတဲ့ကြီးမားကျယ်ပြန့်တဲ့နယ်ပယ်ကလူတွေသူ့ရဲ့ဩဇာအာဏာကိုပြန်ပြီးတော့ပုံကန်ဆက်ကျင်မှုဖြစ်အောင်ထိန်းသိမ်းခဲ့တာကိုလည်းတွေ့ရတယ်။ဒါအပြင်ဒီထက်ပိုပြီးတော့ထူးခြားတဲ့ဒေသတစ်ခုလည်းရှိတယ်။ဒါကတော့အီဂျစ်နိုင်ငံပဲ။အီဂျစ်မှာအုပ်ချုပ်ခဲ့တဲ့ဖာရိုဘုရင်တွေအဲ့တော့ဖာရိုဆိုတဲ့စကားလုံးကကျတို့ God လို့ခေါ်တယ်နတ်ဖျားလို့အဓိပ္ပာယ်ရတယ်။ဖာရိုဘုရင်တွေဟာတစ်ချိန်ချိန်မှာသူတို့ဟာဝိညာဉ်တွေပြန်လည်ပြီးတော့မှဝင်စားနိုင်တဲ့သူနောက်တစ်ချိန်ပြန်လည်ပြီးတော့မွေးဖွားနိုင်တဲ့သူတွေအဖြစ်နဲ့သူတို့ဒီနတ်ဖျားကိုယ်တိုင်ဖြစ်တယ်။သူတို့ဟာနတ်ဖျားကဆင်းသက်လာတယ်ဆိုတဲ့အယူအဆထက်ပိုပြီးတော့သူတို့ကိုယ်တိုင်ကနတ်ဖျားတွေဖြစ်တယ်။ဒါကြောင့်မို့လို့အဲ့ဒီဖာရိုဘုရင်တွေရဲ့ပြောသမျှဥပဒေတွေဖန်တီးသမျှဥပဒေတွေကိုပြည်သူတွေကလေးစားလိုက်နာဖို့လိုအပ်တယ်။ဒီဥပဒေကိုလေးစားလိုက်နာဖို့မရှိဘူး။ဆက်ကျင်တဲ့သူဆိုရင်ပြင်းထန်တဲ့ငရဲမှာအပြစ်ပေးခြင်းခံရမယ်ဆိုတဲ့အချက်နဲ့တိုင်းပြည်ကိုသူတို့ကနေပြီးတော့မှကောင်းစွာစီမံကွက်ကဲထိန်းချုပ်တာကိုတွေ့ရတယ်။အဲ့တော့တဖြည်းဖြည်းနဲ့အဲ့ဒီခေတ်ကဘုရင်တွေရဲ့ဩဇာအာဏာကြီးမားလာသလိုပိုင်တဲ့နေမီတွေပုံမှုပြီးတော့ကြီးမားကျယ်ဝန်းလာတာကိုတွေ့ရတယ်။အဲ့လိုကြီးမားကျယ်ဝန်းလာတာနဲ့အမျှဘုရင်တွေကသူတို့တယောက်တည်းနဲ့စီမံအုပ်ချုပ်ဖို့သူတို့တယောက်တည်းနဲ့အရာတရားစီရင်ဖို့သူတို့တယောက်တည်းနဲ့ဒီအခွန်ကောက်ခံတဲ့စနစ်တွေကိုစနစ်တကျဖန်တီးဖို့စစ်မှုရေးရာကိစ္စတွေကိုစီမံခန့်ခွဲဖို့ဆိုတာဘယ်လိုမှဖြစ်လာနိုင်ခြင်းမရှိတော့ဘူး။ဒါကြောင့်မို့လို့ဘုရင်ရဲ့အုပ်ချုပ်ရေးကိစ္စတွေဥပဒေဖန်တီးရေးကိစ္စတွေဒီမှာကူညီဖို့အတွက် bureaucracy လို့ခေါ်တဲ့အရာတန်းအမှုတန်းစနစ်တစ်ခုကိုစတင်ပြီးတော့ဖန်တီးပြီးဆောက်လာကြတယ်။အဲ့ဒီအရာတန်းအမှုတန်းစနစ်ဆိုတာတကယ်တော့အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်တယ်။ဒီအုပ်ချုပ်ရေးယန္တရားမှာပါဝင်တဲ့အရာရှိအရာတန်းတွေမူကြီးမက်ရာတွေစစ်ဗိုလ်ချုပ်ကြီးတွေဟာဘုရင်ကပေးတဲ့အမိန့်ကိုလိုက်နာပြီးတော့အဲ့အမိန့်တိုင်းအတိအကျအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ရတာဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးတစ်ဖက်မှာ divine right theory လို့ခေါ်တဲ့အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ခဲ့တယ်ပြီးတော့ဘုရင်တစ်ပါးရဲ့လက်ထက်မှာအာဏာတွေကိုကင်တွယ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တဦးတစ်ယောက်တည်းနဲ့ကြီးမားကျယ်ပြန့်တဲ့နေပေကိုစီမံအုပ်ချုပ်ဖို့အတွက်အစင်မပြေတော့တဲ့အချိန်မျိုးမှာသူ့ကိုကူညီပေးနိုင်မဲ့အုပ်ချုပ်ရေးယန္တရားတစ်ခုကိုတည်ထောင်လိုက်ခြင်းဟာနောက်ထပ်အုပ်ချုပ်ရေးစနစ်တစ်ခုအသွင်ပြောင်းလဲဖို့အတွက်လမ်းစာတစ်ခုလည်းဖြစ်လာခဲ့တော့ကြီးဒီဆောင်ဝဲတွေမှာဒီချက်ကိုဘယ်လိုမေးတတ်ကလေးဆိုတော့ချေဟောင်းဘုရင်တွေကဘာကြောင့် bureaucracy နစ်ကိုကျင့်သုံးတာလဲလို့မေးရင်အဖြေကကျယ်ပြန့်တဲ့နေမြေနဲ့လူဦးရေကိုထိထိရောက်ရောက်စီမံခန့်ခွဲဖို့ဖြစ်တယ်လို့ရွေးချယ်ရမှာဖြစ်တယ်။ဒီနေ့လေ့လာခဲ့တာကတော့ဘုရင်တွေဟာ divine right နဲ့အာဏာကိုတည်ဆောက်ပြီးတော့ bureaucracy ယန္တရားနဲ့တိုင်းပြည်ကိုလေပတ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုလေ့လာခဲ့ကြတာဖြစ်တယ်။အခုလိုအာဏာအလုံးဘုရင်တယောက်တည်းတစ်ထက်မှာရှိနေတဲ့စနစ်ကနေပြီးတော့သူကောင်းမျိုးအုပ်ချုပ်ရေးစနစ်နဲ့ပြည်သူတွေပါဝင်တဲ့အုပ်ချုပ်ရေးစနစ်ကိုဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတော့နောက်ဗီဒီယိုတွေမှာဒီချင်တဲ့အတူဆက်ပြီးတော့လေ့လာကြမယ်နော်။ Bye bye